ကယ်တမ်းတော့ဒီနေ့ကတော့အမတို့နှစ်နှစ်နီးပါးလောက်ပေါ့နော်နှစ်နှစ်ကြော်လောက်မွန်းကျက်နေတဲ့အာရှလမ်းကြီးကပြန်ပွင့်သွားပြီပေါ့နော်ဒီလမ်းပွင့်ခြင်းအဖြစ်ကမြောက်ဒီဒေသခံရောမြန်မာနိုင်ငံအပြည်ပြည်ဒေသအနေနဲ့အရရကလူတွေအားလုံးကလည်းပေါ့နော်ဒါအားလုံးမွန်းကျက်နေတဲ့နေရာနေတာပွင့်ထွက်သွားတဲ့နေ့လေးတစ်နေ့လို့ပဲအမဒါတင်စားပြောလို့ရမှာပေါ့နော်တကယ်တမ်းတော့အမတို့ကိုယ်တိုင်လည်းပအံကိုသွားရင်တော့2 နိုင်ခွဲလောက်ပဲကြာမဲ့အနေထားကအမတို့ဒါနေစားကိုဖြတ်ပြီးတော့မှထိုင်းနိုင်ငံကနေတဆင့်ရန်ကုန်ကနေတဆင့်ဖအံကိုသွားတယ်အနေထားကြီးကနေပြီးတော့အခုဒီနေ့ဆိုလို့ရှိရင်ဒါပေါ့နော်အများဆုံးနိုင်ခွဲလောက်ပဲရှိတဲ့အနေထားတော့ကလေးကိုရောက်သွားတဲ့အနေထားဒါတကယ်ကိုမွတ်ကျတဲ့အခြေအနေကနေလွတ်မြောက်သွားတဲ့နေ့လေးတစ်နေ့ပေါ့နော်ဒီလမ်းကြီးပွင့်ခြင်းအဖြစ်ကအမတို့ရဲ့ပထမဦးဆုံးပြောမယ်ဆိုရင်ခီးသွားလုပ်ငန်းတွေအရန်တိုးတက်အောင်မြင်လာမယ်အရင်တော့ဆိုညောက်ဒီမျိုးကအနေနဲ့ရရကတကြံတို့ဘာလို့ဆိုလို့ရှိရင်အရန်လက်လေကြတယ်ပေါ့နော်ညောက်ဒီကိုလာကြတယ်မဲဆောက်ကိုလဲကြတယ်အဲ့လိုမျိုးအနေထားဆိုရင်ညောက်ဒီကတော့တကယ်နံပါတ်1စကားပြောရရင်တော့ခီးသွားလုပ်ငန်းဒီထက်ပိုတိုးတက်မယ်ဟိုတယ်လုပ်ငန်းတွေအောင်မြင်မှုရှိမယ်ဟိုမှာဆိုင်တွေထမင်းဆိုင်တွေကအစပို့တော့ရောင်းရမှာပေါ့နော်အခုဒီနေ့တကြံဆိုလဲအမဒါမျောလင့်တယ်အခုဒီလမ်းကြီးပွင့်သွားတာဖြစ်တဲ့အတွက်အမတို့မြောက်ပြည်ရဲ့တကြံလဲဒီတဲ့ပို့ပြီးတော့စီကားတိုင်းမြဲဆိုတာကျင်းပနိုင်မယ်လို့အမမျောလင့်တယ်ဒီလမ်းပွင့်ခြင်းအဖြစ်ကလိုပဲဖြစ်ဖြစ်တော့ပညာရေးကျန်းမာရေးစီးပွားရေးအားလုံးအတွက်ဒီလမ်းမကြီးကအသက်သွေးကြောလို့ဖြစ်နေတယ်အရှိနောက်ဈဉ္ညာလမ်းမကြီးလို့လည်းပြောလို့ရပါတယ်ဒါအမတို့အများအားပြောနေတဲ့အရှိနောက်ဈဉ္ညာလမ်းမကြီးပေါ့နော်ဒါတကယ်ကိုဒါလူကြီးတွေလည်းဒါငကိုတွေကရေရှည်စီမံကိန်းနဲ့ဒီအာရှလမ်းကြီးကိုဆောက်လုပ်ထားတာဖြစ်တဲ့အတွက်ဒီလမ်းကြီးဖွင့်ခြင်းအဖြစ်ကခုနပြောသလိုပညာရေးကျန်းမာရေးလူမှုရေးအားလုံးပေါ့နော်ပုံပြတိုးတက်မှုအများကြီးဖြစ်လာနိုင်တယ်ဒီတော့လုပ်ငန်းလည်းခုနပြောသလိုတိုးတက်တယ်လက်ရှိအနေအထားပြပညာရေးဆိုတချို့ကြတော့မြောက်ဒီမှာ10တန်းအောင်ပြီးတက္ကသိုလ်တက်တော့မယ်ဆိုလို့ရှိရင်ဟုတ်တယ်လားဒါဥမာဘာမှာပဲတက်မော်လမြိုင်တက်ရန်ကုန်တက်မန္တလေးတက်ဒါပညာရေးအားဖြင့်လည်းဒါဒီလိုင်းကြီးကအသက်သွေးကြိုးလို့ပဲပေါ့နော်ကျန်းမာရေးအားဖြင့်လည်းပဲရန်ကုန်မှာစေကူတာမှုသွားကျင်တဲ့လူတွေကလည်းဒီကနေပြီးတော့အလွယ်တကူသွားလို့ရတယ်ပေါ့နော်ကိုယ်နိုင်ငံမှာစေကူဖို့ဆိုလည်းသွားလာလို့ရတယ်ပညာရေးကျန်းမာရေးလူမှုရေးအားလုံးပေါ့နော်တိုင်းရေးနိုင်အကုန်လုံးပေါ့သွားလာလို့ကောင်းတယ်ဥမာစီးပွားရေးအမတို့ကုန်တယ်လုပ်ငန်းရှင်တွေအနေနဲ့ကဒီအသက်သွေးကြောတစ်ဖွဲ့ဖြစ်နေတဲ့ဒီအာရှလမ်းမကြီးကိုအချိန်အားဖြင့်ငွေအားဖြင့်ပေါ့နော်အများကြီးတက်တာတယ်လေဒီအာရှလမ်းကြီးကိုသွားလိုက်တယ်ဆိုရင်တကယ်ကိုအချိန်တိုတိုလေးနဲ့ပြည်မတွေကိုရောက်သွားတယ်ဆိုတာကမြောက်ဒီပဲရှိတယ်ဥပမာတာချီလိုက်နဲ့ရှင်မလားဥပမာကော့တောင်းနဲ့ရှင်မလားဆိုလို့ရှိရင်မြောက်ဒီနယ်စပ်ကတကယ်ကိုပြည်မနဲ့အနီးဆုံးနေရာဒီမြောက်ဒီမြို့ပဲဖြစ်တယ်ကုန်သွယ်မှုလမ်းကြောင်းအဖြစ်သွားမယ်ဆိုလဲရေလမ်းကသွားရင်အနည်းဆုံး21ရက်လိုက်တလနီးပါလောက်ကြာတာပေါ့နော်ဥမာအနေထားရဥမာမိုးတွင်းကာလဆိုဥမာကော့တောင်ကနေကုန်သွယ်မှုလုပ်မယ်ဆိုရင်အမတို့ဒီလမ်းပိတ်ထားတဲ့အနေထားမှာအမတို့ကော့တောင်ရနောင်းကိုသွားတယ်ဒါပေမဲ့အဲ့ဒီရဲ့သွားရတဲ့လနဲ့ကြာတဲ့အနေထားနဲ့အမတို့ကမြောက်ဒီကနေရန်ကုန်ကိုသွားရင်ပေါ့နော်ကုန်သွယ်မှုဖြစ်ပြီးဆိုလို့ရှိရင်အရင်တော့ကုန်သွယ်မှုတွေဒီနေ့သွားနဲ့ပြန်ကုန်ကားကြီးကရောက်သွားပြီလူစီးကားတွေဆိုရင်မနဲ့သွားညနေရောက်တဲ့အနေထားမျိုးပေါ့နော်ဒါကြောင့်ဒီနေ့ဖွင့်လိုက်တဲ့အာရှလမ်းမကြီးကဒါအများပြည်သူအားလုံးကနေပြီးတော့ပေါ့နော်မွန်းကျက်နေတဲ့အခြေအနေတစ်ခုကနေလွတ်မြောက်သွားတယ်လို့အမအနေနဲ့ဒါပြောကြလို့တော့ပေါ့နော်တကယ်တမ်းဆိုရင်ဒါခုနပြောသလိုပဲဒါစီးပွားရေးပညာရေးကျန်းမာရေးလူမှုရေးနော်ခီးသွားလုပ်ငန်းအားလုံးတိုးတက်အောင်မြင်လာမယ်လို့အမအနေနဲ့ဒါမျှော်လင့်ပါတယ်မျှော်လင့်တယ်လို့လည်းအရင်တော့လည်းမြောက်တီကဒီလိုပဲရှိခဲ့တာလေနော်အဲ့လိုမျိုးဥမာအမတို့ဆိုရင်ရန်ကုန်မှာအစည်းအဝေးသွားတယ်နေပြီးတော့အစည်းအဝေးသွားတယ်9 နိုင်လောက်ပြီးသွားတယ်ဆိုချက်ချင်းပဲကိုယ့်အကူမြောက်တီကိုကိုယ့်အိမ်ကိုပြန်လို့ရတယ်အဲ့လိုအခြေအနေကနေပြီးတော့2 နှစ်ကြော်လောက်မွန်းကျက်ခဲ့တာအခုဒီနေ့ပြန်ပြီးပွင့်သွားတာဖြစ်တဲ့အတွက်ဒါအားလုံးပြည်သူလူထုစိတ်ချမ်းသာမယ်လို့အမအနေနဲ့
မျှော်လင့်ပါတယ်ပုံသွယ်မှုကလည်းဒါမကြခင်စပြီးတော့သွားမှာပါဒါလူကြီးတွေကလည်းဒါသိပါတယ်သူတို့လည်းဒါတွေကိုဟိုစဉ်းစားပြီးတော့ဆောင်ရွက်ပေးမယ်လို့အမတို့လည်းဒါမျှော်လင့်ပါတယ်ဒီမှာလည်းဒေတာမှာလည်းတာဝန်ရှိတဲ့ကုန်သွယ်ရေးဦးစီးဌာနတို့ညွှန်ကြားရေးမှူးတို့ကောက်ခွန်ဦးစီးဌာနညွှန်ကြားရေးမှူးတို့အမတို့ရဲ့ဟိုခဲအုပ်ချုပ်ရေးမှူးတို့လူကြီးတွေကလည်းဒါအစစ်စစ်တင်ပြထားတာဖြစ်တဲ့အတွက်ဒီနေ့အောင်မြင်စွာဖွင့်လှစ်သွားပြီးဖြစ်တဲ့အာရှလန်ပြီးရင်တော့အမတရားနှစ်ပေါ့နော်တရားနှစ်ကလည်းဒါအမတို့မျှော်လင့်နေမကြခင်တရားအာရှလန်ကြီးဖွင့်ပြီးတဲ့နောက်တော့ဒါဘယ်လိုပဲဖြစ်ဖြစ်အမတို့ကအာဆီယံနိုင်ငံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက်လည်းတရားနှစ်ကမကြခင်လဲပြန်လဲဖွင့်လှစ်မယ်လို့အမတို့မျှော်လင့်ပါတယ်ဒီလိုင်းဖွင့်သွားတဲ့ဆိုရင်တော့ခုနပုံမှန်ကုန်သွယ်မှုလမ်းကြောင်းကသူ့အတူအလူလူဖြစ်သွားမှာပေါ့နော်အခုကလည်းအမတို့ရဲ့ပေါ့နော်ဟိုနိုင်ငံတော်ကပေါ့နော်အပြောင်းလဲတွေအများကြီးလုပ်နေတဲ့အပေါ်မှာအမတို့ရဲ့ကုန်သွယ်မှုတွေကိုလည်းဒီချက်တိုးတက်ဒီချက်အောင်မြင်အောင်လူကြီးတွေကလည်းပြောင်းလဲမှုတွေအများကြီးဆောင်ရွက်မယ်လို့အမတို့ပြည်သူတွေကလည်းမျှော်လင့်ပါတယ်နော်အဲ့တော့ဟိုနင်းနဲ့မကြခင်လဲဒါပြန်လဲပြီးတော့ကုန်သွယ်မှုလမ်းကြောင်းပုံမှန်ပြန်ရောက်မယ်လို့အမအနေနဲ့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့